အာသနာတော်နှစ်2554ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်ဒုတိယဝါဆိုလဆန်း4ရက်2010ခုနှစ်ဇူလိုင်15ရက်ရန်ကုန်တိုင်းမရမ်းကုန်းမြို့နယ်သာသနာရေးဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနသဗ္ဗုတိရိဗိမာန်တော်တွင်ဆင်းကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနား၌မင်္ဂလာတောင်ညွန့်မြို့နယ်မင်္ဂလာဈေးအနန္တ၅ပါးဥဒိဋ္ဌာလျက်ဘိုးဘွားမိဘများနှင့်ဥတည်ဆိုးတို့အားယေရှု၍ဒေါ်လခင်မိသားစုကိုကျော်သိန်းဆေးဆိုင်ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောပညာဝိမု ക്ത ယဟန္တာတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာသီတဂါထာကိုယူဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဗျာသည်ကပ္ပကောတိဟိပိဂရေကဘာရေတွက်တင်ကြတို့ဖြင့်တော်လဲအဘေမေယံရေတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာတဲ့ချင်လဲအင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစွန့်ញင်းကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလွန်ခဲရင်တော်မူတော့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကိုအာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပမန်းခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းပညာဝိမု ക്ത ယဟန္တာလောကမှာယဟန္တာအမျိုးမျိုးရှိတဲ့ထဲမှာပညာဝိမု ക്ത ယဟန္တာအကြောင်းဒီကနေ့ဟောကြားပါမယ်ပညာဝိမု ക്ത ယဟန္တာနဲ့ပတ်သက်ပြီးတော့သုတိမသုတ်တံကိုဟောကြားမှာဖြစ်တယ်သုတိမသုတ်တံမှာယဟန္တာရှင်မြတ်တွေကသူတို့ကိုသူတို့ပညာဝိမု ക്ത ပုဂ္ဂိုလ်တွေပါလို့ဝန်ခံပြီးတော့ပြောကြားတယ်ပညာဝိမု ക്ത ဆိုတာဝိပဿနာပညာသက်သက်နဲ့ကိလေသာတွေကလွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်အဲ့ဒါကိုပညာဝိမု ക്ത လို့ခေါ်တယ်သမာဓိကျင့်စဉ်တစ်ခုကိုမကျင့်မဲသို့မဟုတ်သမထကျင့်စဉ်တစ်ခုကိုမကျင့်မဲနဲ့ဝိပဿနာကျင့်စဉ်သက်သက်ဝိပဿနာလမ်းကြောင်းသက်သက်ကနေပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်လို့ကိလေသာမှလွတ်မြောက်ပြီးတော့သွားတဲ့ယဟန္တာပုဂ္ဂိုလ်တွေကိုပညာဝိမု ക്ത ယဟန္တာလို့ခေါ်တယ်လောကမှာယဟန္တာလို့ဆိုလို့ရှိရင်တော်တော်များများလူတွေကယဟန္တာဆိုလို့ရှိရင်အကျင့်ကုံကိုကြီးညိုတာတဲ့ယဟန္တာတကိုးကြီးတယ်ယဟန္တာရဲ့တကိုးကိုမျှဝေပြီးတော့ခံစားကျင်ကြတာများတယ်ပေါ့အေးယဟန္တာသွားဖူးလို့ရှိရင်သို့မဟုတ်ယဟန္တာနာရေတောက်ရင်ယောဂပျောက်တယ်တို့ဘာတို့နော်
အဲ့ဒါလို့ယဟနာဖူးကျင်တာကတော်တော်ကိုယ့်အတွက်စဉ်းစားတာကများဖြစ်နေအေးဒါမှမဟုတ်ဘယ်မှာယဟနာရှိတယ်ဆိုသွားပြီးယဟနာဆိုရင်တကူကြီးတယ်တို့ဘာတို့ပြီးတော့ယဟနာကရောင်ကြည်တော်လွတ်တယ်တို့ဘာတို့ဒါတွေလည်းရှိကြတယ်တကယ်တော့ယဟနာရောင်ကြည်တော်လွတ်တယ်လို့ဘယ်နေရာမှမပါဘူးနော်အေးသို့တော်လည်းလောကလူတွေကအပြောသက်နဲ့ယုံကြည်တဲ့ပုဂ္ဂိုလ်တွေကများတယ်အသိဉာဏ်ကိုရှေ့တန်းတင်ပြီးတော့စဉ်းစားတာအမတန်မှနည်းတယ်ဘာသာရေးကိစ္စနဲ့ပတ်သက်လာလို့ရှိရင်မြန်မာလူမျိုးတွေတည်းမကဘူးတခြားနိုင်ငံကလူတွေလည်းပဲတူတူပဲမထူးလူဟာတူတူပဲဘာသာရေးကိစ္စနဲ့ပတ်သက်ပြီးတော့စဉ်းစားဉာဏ်ကိုအသုံးချခဲ့တယ်ယုံကြည်မှုပေါ်မှာဥတည်ပြီးတော့ထားကြတယ်ပေါ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားလက်ထက်တုန်းကလည်းပဲတခါတယောက်ကဘုရားကိုလျှောက်တယ်ဘယ်လိုလျှောက်တော့ဆိုအရှင်ဘုရားတဲ့တပည့်တော်နေ့စဉ်ဒါနကောင်းမှုတွေကိုပြုတယ်တပည့်တော်အိမ်ကြွတဲ့ကိုတော်တွေတပည့်တော်လှူဒန်းနေတဲ့ကိုတော်တွေကအားလုံးယဟနာတွေကြီးပဲတဲ့သူကအဲ့လိုလျှောက်တော့မြတ်စွာဘုရားကတကားတဲ့သင်လို့လူကြောင့်ဘဝနဲ့နေတဲ့ပုဂ္ဂိုလ်ဟာဒီပုဂ္ဂိုလ်ယဟန္တာဒီပုဂ္ဂိုလ်ယဟန္တာမဟုတ်ဘူးသိဖို့အမတန်ခဲရင်ပါတယ်တဲ့ယဟန္တာဆိုတာသိဖို့ခဲရင်ပါတယ်ဒါကြောင့်မို့လို့ယဟန္တာဆိုတဲ့အတွေ့မတွေ့နဲ့တန်ခါကိုလှူတယ်ဆိုတဲ့အတွေ့တွေ့ပါတဲ့ပုဂ္ဂိုလ်တူရဲ့အကျင့်စရိုက်ပုဂ္ဂိုလ်တူရဲ့အသိဉာဏ်ကျန်တဲ့ပုဂ္ဂိုလ်ဟာသိဖို့အမတန်မှခဲရင်ပါတယ်ဒါကြောင့်မို့လို့တရားတရားတော့ချီးကျူးစရာကောင်းတယ်ပညာမပါလို့ရှိရင်ပညာမဲ့တရားတွေဟာအလုံးမဖြစ်ဘူးပေါ့ဒီတရားတရားရှိတာတော့ကောင်းပါယဟနာဆိုရင်ဖူးခြင်းနဲ့ကောင်းတယ်တရားသို့တော့ပညာပါဖို့လိုအပ်တယ်အသိပညာမပါလို့ရှိရင်မျက်ကန်းယုံကြည်တာမျိုးကြတော့မကောင်းဘူးပေါ့တော့ကြယဟနာနဲ့သွားဖူးပြီးနောက်ဆုံးကြတော့ယဟနာမဟုတ်တာတွေနဲ့တွေ့ရှက်ကွဲတာတွေလည်းအများကြီးပဲဗမာပြည်မှာအဲ့တော့ယဟနာဟုတ်တယ်မဟုတ်ဘူးဆိုတာတာမန်ပုဂ္ဂိုလ်တရားအနေနဲ့သိဖို့အမတန်မှခဲနေရှင်းတော့ကဒီဟိုကျွန်းမှာစိတ်တလတောင်မှာယဟနာပုဂ္ဂိုလ်တွေသတင်းသုံးနေရှိကြတယ်အဲ့ဒီမှာတရက်တော့အသက်ကြီးမှဝိုးလာတဲ့ကိုတော်ကြီးကသူရှိကသွားတဲ့မထေကြီးကိုမေးတယ်အရှင်ဘုရားတဲ့ယဟန္တာဆိုတာဘယ်လိုဟာခေါ်တာတော့နဲ့ယဟန္တာပုဂ္ဂိုလ်ပြီးတော့သိချင်တယ်မြင်ချင်တယ်ယဟန္တာဆိုတာဘယ်လိုဟာခေါ်တာတော့ဆိုတော့အဲ့ဒီမထေကြီးကဘယ်လိုပြောတော့ဆိုရင်ငါရှင်တဲ့ယဟန္တာဆိုတာသိဖို့အမတန်ခက်တယ်တဲ့ယဟန္တာရဲ့နောက်ကတပိတ်ပိုက်ပြီးတော့လိုက်နေတောင်မှကိုရှိကဟာယဟန္တာဆိုတာသိဖို့ခဲနေပေါ့အတူနေပြီးသူ့နောက်ကတကောက်ကောက်လိုက်နေလဲကိုနာပုဂ္ဂိုလ်ဟာယဟန္တာဆိုတာသိဖို့ခက်ပါလေအဲ့ဒါလည်းမရိပ်မိဘူးတကယ်တော့ရှေ့ကအမိတ်ရှိနေတဲ့မထေရကြီးကယဟန္တာကြီးအဲ့ဒါကိုရှိကအကိုနဲ့တူတူနေစဉ်ဆွမ်းခံသွားပြီးတော့တူတူစကားပြောနေတဲ့ပုဂ္ဂိုလ်ယဟန္တာမှမသိဘူးအဲ့ဒါလောက်ကိုသိဖို့ခက်ပါတယ်လို့မထေရကြီးကတစ်ဖက်လက်နဲ့ပြောလိုက်တာဒါလည်းသဘောမပေါက်ဘူးယဟန္တာကိုတော့သူဖူးခြင်းအေးဒါကြောင့်မလို့ယဟန္တာလို့ဆိုတိုင်းတကိုးရှိတာမဟုတ်ဘူးယဟန္တာဆိုတိုင်းတကိုးရှိတာမဟုတ်ဘူးအဲ့တော့အကျင့်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အကျင့်သီလပြည့်စုံလို့ရှိရင်ဖူးမြော်တိုက်ပါလေယဟန္တာဆိုပြီးတော့သွားဖူးတဲ့အခါမှာယဟန္တာမဟုတ်တာတွေဖူးတွေ့မိရင်ဒုက္ခရောက်ပြန်တာပေါ့နော်တချို့လည်းအဲ့ဒီယဟန္တာဆိုတဲ့လှုံ့ဆော်ချက်ကိုဘယ်သူကလှုပ်တယ်လဲဆိုရင်ကားသမားတွေတို့စိုက်ကားသမားတွေတို့ transportation လုပ်တဲ့လူတွေကသူတို့လူတွေသွားလို့ရှိရင်သူတို့ကပို့ရတဲ့အခါပတ်စံရတယ်တကယ်အကျိုးရှိတာတော့သူတို့ကအကျိုးရှိသွားတယ်ဗမာပြည်မှာရင်တော့ကမရယာဘက်မှာယဟန္တာဆိုတာပေါ်ဦးတယ်ယဟန္တာနဲ့လှုံ့ဆော်ပြီးအိုးသွားလိုက်ကြတဲ့လူတွေယဟန္တာဖူးခြင်းလို့သွားကြတာကားတွေနဲ့ရောမားတွေနဲ့ရောသွားတော့ကားသမားတွေကတော့တော်တော်အလုပ်ဖြစ်လိုက်တာ
ပတ်စံရလိုက်ကြတယ်တော်တော်များများနောက်ပိုင်းကျတော့အဲ့ဒီယဟန္တာပျောက်ကွယ်သွားတယ်ဆိုလိုတာကတော့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ယဟန္တာဆိုတာသိဖို့အမှန်တန်ခက်ပါကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တန်ခါအနေနဲ့ဖူးမြော်တာကောင်းတယ်တန်ခါအနေနဲ့တန်ခါကိုရည်စူးတာကိုကောင်းတယ်တန်ခါဆိုတာပုဂ္ဂိုလ်တူလည်းမဟုတ်ဘူးအခုခေတ်မှာခေါ်နေတဲ့ဘုန်းကြီးတစ်ပါးတည်းလည်းတန်ခါလို့ခေါ်နေတယ်မဟုတ်ဘူးတစ်ပါးတည်းဆိုရင်တန်ခါမဟုတ်ဘူးတန်ခါဆိုတဲ့စကားလုံးကအဖွဲ့အစည်းလို့ပြောလို့တာနော်ဝိနည်းကျမ်းဂန်အလိုဆိုလို့ရှိရင်တန်ခါဆိုတာ၄ပါးအနည်းဆုံး၄ပါးစုမိမှတန်ခါလို့ခေါ်တယ်တစ်ပါးတည်းကိုတန်ခါမခေါ်ဘူးဒါကြောင့်မို့လို့တန်ခါဆိုဒီမှာဒီတန်ခါအဖွဲ့အစည်းကြီးတစ်ခုလုံးကိုရည်စူးတာအဲ့ဒီပဲယဟန္တာတွေလည်းပါခြင်းပါမယ်ယဟန္တာမဟုတ်တဲ့ပုဂ္ဂိုလ်တွေလည်းပါခြင်းပါမယ်အကျင့်ကောင်းတဲ့ပုဂ္ဂိုလ်တွေလည်းပါမယ်အကျင့်မကောင်းတဲ့ပုဂ္ဂိုလ်တွေလည်းပါမယ်ဘယ်လိုပဲပါအများကိုရည်စူးလိုက်သဖြင့်သူ့ရဲ့စေရနာပို့ပြီးတော့ဖွင့်ဖြိုးတယ်ပေါ့နော်အဲ့ဒါလို့သာဖြစ်တဲ့နဲ့လို့မြတ်စွာဘုရားကိုယ်တိုင်ကိုကတက္ကတူကိုဆုံးမကူတယ်သူလူနေတာတွေယဟန္တာတွေပါလို့ပြောတဲ့အခါကျတော့ဒါကတဲ့ယဟန္တာဆိုတာမြင်မှုခဲပါလေတဲ့တခါလို့လူဝတ်ကြောင်မပြောနဲ့ကျန်တဲ့ပုဂ္ဂိုလ်တွေတောင်သိဖို့ခဲနေတဲ့ဒါကြောင့်မို့လို့တန်ခါကိုသာရည်စူးပြီးလှူပါတဲ့ဒီပုဂ္ဂိုလ်ကယဟန္တာဆိုပြီးတော့သိနိုင်ဖို့ခက်ပါတယ်လို့ဘုရားကိုယ်တိုင်အမိန့်ရှိခဲ့တာနော်ဒါဘုရားဆိုဘုရားကကုသိုလ်များများရခြင်းတန်ခါကိုပဲဥတည်ပြီးတော့လှူတပါးလည်းလှူတာမဟုတ်ဘူးနော်တန်ခိကဒါနလို့ပြောတဲ့ဟာမျိုးပေါ့နော်ပညာဝိမု ക്ത ယဟန္တာဆိုတာဝိပဿနာသုဒ္ဓဝိပဿနာယာနိကဝိပဿနာတက်ကိုကျင့်ပြီးတော့ကိလေသာအာသောမှလွတ်သွားလို့သူ့ပညာဝိမု ക്ത ပညာဖြင့်ကိလေသာမှလွတ်မြောက်သူအဲ့ဒီယဟန္တာမျိုးအဲ့တော့ခုခေတ်လူတွေသာယဟန္တာဆိုတာတကိုးရှိတယ်လို့ထင်ကြတာမဟုတ်ဘူးရှေးကလည်းထင်ယဟန္တာဆိုရင်တကိုးရှိတယ်ဆိုတာမြေရှိုးမိုးပြန်တဲ့တကိုးကယဟန္တာတိုင်းမရှိဘူးသို့တော့ယဟန္တာပုဂ္ဂိုလ်တိုင်းရှိနိုင်တဲ့တကိုးကပါလဲဆိုရင်သူ့စိတ်သူပိုင်တယ်စိတ်ကိုအစိုးရတာဒါယဟန္တာရဲ့စွမ်းရည်တတ္တိပဲပေါ့သူ့စိတ်ကိုသူထိန်းနိုင်တယ်နော်လောဘတွေဒေါသတွေမောဟတွေမထွက်ဘူးစိတ်ဆိုးအောင်လုပ်လို့မစိုးဘူးဆိုပါစို့မျက်စိကမြင်စရာအာယုန်တစ်ခုမှာနှစ်သက်ခြေနှက်စရာအာယုန်ကိုမြင်လဲသူလောဘမဖြစ်ဘူးမုန်းတိစရာအာယုန်မြင်လဲဒေါသမဖြစ်ဘူးထိုအာယုန်ရဲ့သဘာဝကိုသိပြီးတော့တတိတံစင်ကြနဲ့အာယုန်ကိုဥပေက္ခပြုနိုင်တယ်ဒါယဟန္တာရဲ့စွမ်းရည်တတ္တိပဲဟိုလိုတကိုးတွေပါတွေပြောတာမဟုတ်ဘူးယဟန္တာစိတ်ကိုဆိုးရတယ်ဘုန်းကြီးတို့တွေကြစိတ်ကိုအစိုးမရဘူးမြင်လာတဲ့အာယုံပေါ်မှာမူတည်ပြီးလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်ဘာမှမသိရင်လည်းမောဟဖြစ်လိုက်တတိတမစညကင်းပြီးတော့ဒီလိုနေတာနော်ယဟန္တာပုဂ္ဂိုလ်ဆိုတာကြတော့အဲ့ဒါလိုမဖြစ်တော့ဘူးစိတ်ကိုထိန်းချုပ်နိုင်သွားပြီလောဘတွေမဖြစ်တော့ဘူးဒေါသတွေမဖြစ်တော့ဘူးဒါမို့သလင်္ကုပိက္ခာလို့ခေါ်တယ်အာယုံ6ပါးနဲ့ပတ်သက်လာလို့ရှိရင်ဓဝရ6ပါးကနေပြီးကိလေသာအာသောတွေမဖြစ်တော့တာမယူစည်းတော့ဘူးအာသောတရားတွေစီးဝင်လာတာမရှိတော့ဘူးလောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးဉာဏ်နဲ့ကိလေသာတွေမဖြစ်ဘူးတတိတံပစင်ညနဲ့အာယုံပေါ်မှာလစ်လျရှုနိုင်တဲ့အနေအထားစိတ်ဓာတ်တည်ငြိမ်တဲ့အနေအထားရှိတယ်ဥပေက္ခပြုတ်နိုင်တဲ့အနေအထားရှိတယ်အဲ့ဒါကိုသလင်္ကုပိက္ခာလို့ခေါ်တယ်နော်သလင်္ကုပိက္ခာဆိုတာသအင်္ဂဥပေက္ခာအင်္ဂါ6ပါးနဲ့ပြည့်စုံတဲ့ဥပေက္ခာလို့ပြောတာမျက်စိနာနာလျှာကိုယ်စိတ်လူတွေမှာအာယုံရလာတာမျက်စိနာနာလျှာကိုယ်စိတ်ဒီ6ခုကရတာမျက်စိကမြင်စရာအာယုံနားကကြားရတဲ့အသံအာယုံနှာခေါင်းကအနံ့အာယုံလျှာကအရသာအာယုံခန္ဓာကိုယ်ကအထီးတွေ့အာယုံစိတ်ကကြံတဲ့အာယုံတွေလို့အဲ့ဒီအာယုန်တွေနဲ့ပတ်သက်ပြီးအာယုန်တွေရဲ့လွှမ်းမိုးမှုကိုမခံရဘဲနဲ့စိတ်ဓာတ်တည်ငြိမ်သွားတာဟာဒါယဟန္တာရဲ့စွမ်းရည်တတ္တိပဲအဲ့ဒါမျိုးကိုသာလေအဓိကထားကြည်ညိုရမှာဖြစ်တယ်ခုခေတ်လူတွေသာယဟန္တာဆိုလို့ရှိရင်တကိုးရှိတယ်လို့ထင်တာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်တုန်းကလည်းပဲတကိုးရှိတယ်လို့ထင်ခဲ့ကြတယ်ပေါ့
အဲ့ဒီမှာဒီသုတိမသုတ်တံမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကရာဇဂုပြည်ဝေလူဝန်ကျောင်းတော်မှာသတင်းသုံးနေတယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားကိုကြီးညိုတဲ့ပုဂ္ဂိုလ်တွေအလုံးလွန်များလာသာသနာတော်သိထွန်းကားနေတယ်ပေါ့ဘုရားနဲ့တန်ဃာတွေကိုကြီးညိုပြီးတော့လေးစားကြလို့လူတွေဟာအောတောင်းလဲနေ့စဉ်နဲ့မြတ်ကျောင်းတော်ကိုသာသွားပြီးတော့လှူကြတယ်တန်းကြတယ်တန်ဃာတော်တွေကိုပင့်ဖိတ်ပြီးတော့လှူဒါနတွေပြုကြတယ်တခြားဘာသာဝင်ဖြစ်တဲ့ပရပိုက်တို့ဘာတို့လူတွေကလှဲ့တောင်ကြည့်ဖို့မရတော့ဘူးလှဲ့တောင်ကြည့်ဖို့မရတော့ဘူးမြတ်စွာဘုရားနဲ့တန်ဃာတွေကိုသာလင်ကြီးညိုလေးစားပြီးတော့လှူကြတန်းကြတော့ဘုရားမှုရှိတဲ့တန်ဃာတွေကအဲ့ဒီချိန်မှာဂုံသတင်းတွေတက်လက်လက်ပါတွေတိုးပြီးတော့လူလောကမှာခုခေတ်စကားနဲ့ပြောရင် popular ဖြစ်နေတယ်ပေါ့နော်ဘုံတကိုးတွေကြီးနေအဲ့ဒီချိန်မှာကြီးညိုမဲ့လူကိုးကွယ်မဲ့လူမရှိတဲ့ပရပိုက်တွေကသူတို့စဉ်းစားကြတယ်ဂေါရမဘုရားတော့လူတွေအသိအထင်ကြီးတယ်ဘာဖြစ်လို့ထင်ကြီးတာတုံးဆိုသူ့ရဲ့ဟောပြောချက်တရားဓမ္မတွေပဲခုခေတ်လိုပြောရင်သူ့ရဲ့ philosophy ပေါ့နော်သူ့ရဲ့ philosophy ကောင်းလို့လူတွေကကြီးညိုကြတာအဲ့တော့သူလိုကြီးညိုမှုလူတွေရဲ့ကြီးညိုလေးစားမှုရရှိပြီးတော့လက်သက်ပကပေါ်များအောင်တို့တွေရဲ့ဂေါရမဘုရားရဲ့တရားကိုသွားပြီးတော့သင်ယူကြရင်ကောင်းမယ်ပေါ့တကယ်စေတနာကောင်းတဲ့ဆိုရင်တော့ဒါဘုရားတရားလားသင်တယ်ဆိုတော့ကောင်းတယ်လို့ပြောဒါပေမဲ့သူတို့ရည်ရွယ်ချက်ကအဲ့လိုမဟုတ်ဘူးတိတ်တဆိတ်သွားပြီးတော့တရားကိုခိုးမယ်ဘာသာတရားကိုခိုးမယ်ဘာအတွက်ခိုးတာတုံးဆိုတော့အဲ့ဒီတရားကိုသူတို့တရားလုပ်ပြီးတော့ဖြန့်ပြူးကြမယ်ပေါ့အဲ့ဒါလည်းမလုပ်ကောင်းတဲ့ဟာတစ်ခုပဲပေါ့နော်ခုခေတ်လည်းဒါမျိုးတွေလုပ်နေလေကုန်ပစ္စည်းတွေသူများကုန်ပစ္စည်းတွေကိုကိုယ်တစိတ်တက်ပြီးရောင်းတာနဲ့မတူဘူးလားတကယ်ပဲနော်မိတ်တွေမြန်မာလှုပ်လိုက်ရင်တကယ်လှုပ်တာကတခြားနော်ဒါပေမဲ့တစိတ်တက်လိုက်တာတခြားဆိုဘယ်ဟုတ်မလဲဒါတော့နော်ကိုမလုပ်ဘဲနဲ့လှုပ်တယ်ဆိုတော့ဘယ်ကောင်းမလဲပေါ့သူများပစ္စည်းကိုကိုယ်ပစ္စည်းလှုပ်ပြီးတော့တစိတ်ကပ်ပြီးတော့ရောင်းတာနဲ့သွားတူတယ်အဲ့တုန်းက provide တွေလည်းအဲ့ဒီစိတ်ကူးပဲအခုခေတ်လူတွေလည်းဒီစိတ်ကူးရှိတုံးပဲနောင်လည်းရှိကြအောင်မှာပါစိတ်ကူးကတော့ပစ္စည်းတစ်ခုနာမည်ကြီးလာပြီဆိုရင်အဲ့ဒီပစ္စည်းယူပြီးကိုယ်တစိတ်ကတ်ချင်တာအများကြီးပဲနော်အဲ့ဒီ provide တွေကလည်းအစည်းဝေးပြီးတော့သူတို့ထဲမှာခေါင်းဆောင်လည်းဖြစ်ညာလည်းထက်အကင်းလည်းပါတဲ့သူတိမဆိုတဲ့ provide ကိုအားလုံးကဝိုင်းပြီးတောင်းဆိုကြတယ်ဂေါရမဘုရားရဲ့သာသနာကိုဝင်ပြီးတော့သူ့ရဲ့တရားတော်တွေကိုသွားပြီးတော့သင်လို့တက်လာလို့ရှိရင်သူစီကအလုံးဝိုင်းပြီးတော့သင်ကြမယ်သင်ပြီးတော့အဲ့ဒီတရားကို provide ရဲ့တရားအဖြစ်တစိမ့်သက်ကပ်ပြီးတော့ရောင်းကြမယ်ပေါ့ဒါပဲပေါ့ဖြန့်ပြူးကြမယ်ပေါ့သူတို့စီမံကိန်းကအဲ့ဒါပဲဘုရားတရားတော်တွေကိုသွားပြီးတော့ယူပြီးတော့သူတို့တစိမ့်ကပ်ပြီးတော့သူတို့ကဖြန့်ညင်တာအဲ့ဒါနဲ့အားလုံးသဘောတူဆုံးဖြတ်လိုက်တော့ခေါင်းဆောင်လုပ်တဲ့သူတိမ provide ကြီးကသူ့ကိုအားလုံးကနေပြီးသူလွတ်တော့သူကဆရာလဲဆရာပဲအစွမ်းလက်ထက်တယ်ညာလက်ထက်တယ်အကင်းလဲပါတယ်ဒါမှမဟုတ်သူ့ကိုလွတ်သူကလည်းအများအတွက်ဆိုရင်ကောင်းပြီဆိုပြီးတော့လက်ခံပြီးအကင်းပါတယ်မြတ်စွာဘုရားသာသနာဝင်ဘုသူစီချင်းကပ်ရမလဲသူသိတယ်အဲ့ဒီတုန်းကမြတ်စွာဘုရားရဲ့ PA ကရှင်အာနန္ဒာ PAC ချင်းကပ်ရင်ရတယ်ဆိုတာခုခေတ်လူတွေလည်းသိတယ်နော်အဲ့ဒီခေတ်ကလည်းပဲသူလည်းဒါစဉ်းစားတာပဲလေအဲ့တော့စဉ်းစားပုံစဉ်းစားနည်းက2500 years ကလူတွေစဉ်းစားပုံနဲ့ဒီကနေ့စဉ်းစားပုံတူပါပဲမထူပါဘူးကဲရှင်အာနန္ဒာစီသွားရင်တော့ငါအကုန်လုံးပြီးနိုင်တယ်ပေါ့ဆိုပြီးရှင်အာနန္ဒာစီသွားပြီးတော့တပည့်တော်သာသနာကြီးညိုလို့မြတ်စွာဘုရားရဲ့သာသနာမှာဝင်ပြီးတော့မြတ်သောအကျင့်ကိုကျင့်ကြပါတယ်ရဟန်းဖြစ်ကြပါတယ်လို့သွားချောရှင်အာနန္ဒာကခေါ်သွားလိုက်တယ်တွေ့ပေးလိုက်တယ်ပေါ့မြတ်စွာဘုရား
ရှင်နန္ဒာမြတ်စွာဘုရားရဲ့အလုပ်ကျွေးဆိုတော့ဘုရားကိုအချိန်မရွေးသူကတွေးခွင့်ရှိတယ်ပေါ့ကျန်တဲ့ပုဂ္ဂိုလ်ဆိုဘုရားစီရောက်ဖို့ခက်တယ်လေအဲ့ဒါနဲ့ရှင်နန္ဒာဘုရားစီခေါ်သွားပြီရှင်ဘုရားတဲ့သူတိမကဒီလိုပဲမြတ်စွာဘုရားရဲ့သာသနာဝင်ရောက်ပြီးတော့သာသနာဝန်ထမ်းရှင်ရန်လုပ်ခြင်းနဲ့မြတ်သောအကျင့်ကျင့်နေတယ်လို့ပြောနေပါတယ်ဆိုတော့မြတ်စွာဘုရားကတော့မသိလို့မဟုတ်သိတယ်ဒီကောင်ဘာကြံနဲ့လာတယ်ဆိုတော့ဘုရားသိပြီးသားသိပြီးတော့သူ့အကျိုးရှိမှမြင်လို့မြတ်စွာဘုရားအကဲဝတ်ပေးလိုက်ပါမသိလို့ခိုင်းတာမဟုတ်သိပြီးတော့ခိုင်းတယ်ဘုရားလာလိုက်ကြတယ်သိနေပြီနော်ကဲဝတ်ပေးလိုက်ပါဆိုတော့မြတ်စွာဘုရားစီကသူခွင့်ရတော့ယဟန်ဖြစ်သွားယဟန်ဖြစ်သွားတဲ့အခါကျတော့တရားဓမ္မတွေသင်စာပေကျမ်းကနေသင်ပြီးတဲ့အခါမှာဒီသာသနာဂေါတမဘုရားလက်ထက်မှာအဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ကပါလဲအဆင့်အမြင့်ဆုံးကဘာလဲဆိုယဟန္တာဆိုသူသိတယ်အဲ့အဆင့်အမြင့်ဆုံးကယဟန္တာပဲသူအဲ့ဒါလို့သတ်မှတ်ထားတာသိနေပြီပြီးတော့ဒီနေ့ကျတော့မြတ်စွာဘုရားစီမှာဒေသအသီးသီးကနေပြီးတော့တောရိပ်တောင်ဆောင်ကမ္မထမ်းကျောင်းတွေမှာတရားအထုတ်ပြီးတော့ဘုရားစီကကမ္မထမ်းယူသွားကြတယ်ယူသွားပြီးတော့တောရိပ်တောင်ဆောင်ကမ္မထမ်းကျောင်းတွေမှာရွရွချွန်ချွန်ကိုကျင့်တရားဓမ္မတွေကျင့်ကြံကြိုးကိုအထုတ်လို့အောင်မြင်ပေါရောက်လာတဲ့ပုဂ္ဂိုလ်တွေကအုပ်စုလိုက်ဘုရားစီရောက်လာကြတယ်ဘာအတွက်ရောက်လာကြတော့ဆိုတော့သူတို့ရတဲ့တရားဓုကိုဘုရားကိုလျှောက်ကြတာဝမ်းမြောက်ဝမ်းသာပေါ့မြတ်စွာဘုရားကမ္မထမ်းပေးလိုက်တော့ရှင်ဘုရားပေးလိုက်တဲ့အတိုင်းတပည့်တော်တို့ကြိုးစားတာဗျာအောင်မြင်ပေါရောက်တယ်ဆိုတော့သူပြောခြင်းညာလျှောက်ခြင်းညာတယ်အဲ့ဒါကိုစာပေကအင်ညာဗျာကရဏလို့ခေါ်တယ်အင်ညာဆိုတာအရတ္တဖို့အောက်ကသိခဲ့တဲ့မဲ့ညာရဲ့အတိုင်းအတာတိုင်းသိတဲ့ဉာဏ်ကိုအရတ္တဖို့ကိုအင်ညာလို့ခေါ်တယ်ဟောအင်ညာဆိုတာအာဆိုတာအတိုင်းအတာအတိုင်းညာဆိုတာသိတယ်အရတ္တဖို့ကိုအညာဆိုတဲ့စကားလုံးနဲ့ခေါ်တယ်ဗျာကရဏဆိုတာထုတ်ဖို့ပြောတာကိုယန္တာဖြစ်လာပြီဆိုတာကိုဘုရားကိုတော့ရှောက်ချင်ကြတယ်သူတို့ဒီပြင်ပုဂ္ဂိုလ်တော့ပြောချင်မှပြောမှာပေါ့ရှုပ်ဝဲထားတယ်ဘုရားဆိုတော့ဆရာသမားလေးစားအပ်တဲ့ပုဂ္ဂိုလ်ဆိုပြီးတော့ဝမ်းသာလုံးအကြည့်လို့သူတို့လာလျှောက်ကြတယ်အဲ့ဒီမှာယဟန္တာ900ဘုရားစီရောက်လာပြီးတော့ဒီကိုယ်တော်တွေအုပ်လိုက်ကြီးဘုရားစီဝင်သွားတယ်ဆိုတော့သူတိမှာမရောက်မလဲလိုက်သွားပြီသူနားထောင်ဘာလုပ်ကြလဲဘုရားစီရောက်တဲ့အခါကျတော့ယဟန်တွေကဘာလျှောက်ကြတော့ဆိုခိနာဇာတိတပည့်တော်တို့ဇာတိဆိုတော့ကုန်ပြီဗျာနောက်ထပ်ဘဝဆိုတော့မရှိတော့တပည့်တော်တို့သိပြီတပည့်တော်တို့ဇာတိကုန်သွားတာသိလိုက်တယ်ဝုတိတံဗြဟ္မစရိယံဘုရားပေးလိုက်တဲ့အကျင့်နဲ့တပည့်တော်တို့ပြည့်ပြည့်စုံကျင့်ပြီးသွားပြီကတံကရဏီယံလှုပ်ရှားတွေအားလုံးတပည့်တော်တို့လှုပ်ပြီးသွားပြီဗျာနာပရံဣဒ္ဓထာယဒါအတွက်တပည့်တော်တို့နောက်ထပ်လှုပ်ရှားဘာမှမရှိတော့ဘူးဒါအညာဗျာကရဏသူတို့ကိစ္စပြီးခဲ့ပြီဆိုတာကိုရှောက်ကြတယ်အဲ့တော့သူတိမှာကြားလိုက်တယ်ခိနာဇာတိဒီစကားကိုကြားသူတို့မှာနောက်ထပ်ပရိသေနေဖို့ရမရှိဘူးကုန်ပြီဆိုတာကြားတော့အဲ့ဒီယဟန်နေဆင်းလာတဲ့အခါကျတော့နောက်ကနေလိုက်သွားပြီးတော့နေသမောင်နဲ့အရှင်ဘုရားတို့ကတို့မှနောက်ဘဝမရှိတော့ဘူးမွေးเสียမရှိတော့ဘူးပရိသေနေခြင်းကုန်ပြီတို့ကျင့်เสียတွေအားလုံးပြည့်ပြည့်စုံအောင်ကျင့်ပြီးပြီလှုပ်เสียတွေအားလုံးလှုပ်ပြီးပြီနောက်ထပ်လှုပ်เสียမကြံတော့ဘူးလို့သိတယ်လို့ဘုရားကိုလျှောက်လောက်အောင်နေသမောင်ကိုတော်တို့ကတကူပြနိုင်လို့လားသူကမေးပုံကနော်ကိုတော်တို့အဲ့ဒါလို့ရှောက်ဘုရားကိုရှောက်နိုင်လောက်ကိုတော်တို့မှတကူပြနိုင်ဘာတကူတွေတုံးဆိုပျောက်ကွယ်နေရကဘွားကနေပေါ်လာတာရုပ်တရက်ဘွားကနေပေါ်လာတာရုပ်တရက်ရုပ်ကနေပျောက်သွားတာတို့တောင်ကြီးတွေရဲ့တစ်ဖက်တိုင်းကြီးတွေရဲ့တစ်ဖက်ကိုအရှင်ဘုရားတို့ကအညှိအတွေ့မရှိတောင်ကိုဖောက်ပြီးတော့သွားနိုင်တယ်တိုင်းကြီးကိုဖောက်သွားနိုင်တယ်အဲ့ဒီလိုသွားနိုင်မလားရ
ရေပြင်ကြီးပေါ်ရောဒီတိုင်းလမ်းရေပြင်ပေါ်လမ်းလျှောက်တယ်လို့ရေပြင်ကြီးပေါ်ရောလမ်းလျှောက်သွားနိုင်သလားကောင်းကင်ဘုံမှာငှက်တွေပြန်တယ်လို့ရှင်ဘုရားတို့ပြန်နိုင်သလားဒီလိုအလင်းရောင်နဲ့တောက်ပနေတဲ့တကိုးကြည့်လာတဲ့လာတွေနေတွေရောအရှင်ဘုရားတို့ကြိုင်နိုင်သလားဒါအဋ္ဌိဝိဒအဘိညာဉ်လို့ခေါ်တယ်တပ္ပဒကျင့်စဉ်ကျင့်ထားလို့သုဒ္ဓဇံရပြီးတော့ဒီအဘိညာဉ်ရတဲ့ပုဂ္ဂိုလ်ဒါတွေအကုန်လုံးနိုင်ပြီပေါ့မြေရှိုးမိုးပြန်ခုချက်ချင်းဘွားကနဲ့ကိုရှိကရှိရနေပြုတ်ခနဲ့ပျောက်သွားတာနော်ပြုတ်ခနဲ့ပျောက်ရကနေဘွားကနဲ့ပေါ်လာတာအာဝိဘာဝဝါတိရောဘာဝဝါဆိုတာပြုတ်ခနဲ့ပေါ်လာတယ်ပြုတ်ခနဲ့ပျောက်သွားတယ်နာယံတစ်ဖက်တိုင်းတစ်ဖက်ဆိုတာနာယံကိုဖောက်ပြီးတော့သွားနိုင်တယ်တိုင်းကိုဖောက်ပြီးတော့သွားနိုင်တယ်ငှက်လိုကောင်းရင်ပြန်ပြီးတော့သွားနိုင်တယ်ရေပြင်ပေါ်မှာမြေပြင်ပေါ်လမ်းလျှောက်တယ်လို့ရေပြင်ပေါ်မှာလည်းလမ်းလျှောက်သွားနိုင်တယ်တကိုးကြည့်တဲ့လားတွေနေတွေကိုလှမ်းပြီးတော့ကင်နိုင်တယ်လက်နဲ့ခြေနဲ့လှမ်းပြီးတော့ကင်နိုင်တယ်အရှင်ဘုရားတို့မှာအဲ့ဒါရှိသလားအဲ့ဒီဆိုရင်တတိရှိလားဆိုကိုရန်နေရှိဘူးတဲ့တို့ဒါမျိုးမလုံးနိုင်ဘူးနော်သူကယဟနာဆိုရင်ဒါလုံနိုင်ရမယ်ပေါ့သူ့ရဲ့ထင်မြင်ချက်ကယဟနာဆိုရင်ဒီလိုစွမ်းတတ္တိတွေရှိအရှင်ဘုရားအဲ့ဒါတွေလုံနိုင်လားလို့ဆိုတို့မလုံနိုင်ဘူးတဲ့ဒါဖြင့်အရှင်ဘုရားတို့ကဘာဖြစ်လို့ခိဏဇာတိလို့သိရတာဟာတို့ကပညာဝိမု ക്ത အတိညာတက်တက်နဲ့ကိလေသာလွတ်တဲ့ပုဂ္ဂိုလ်တွေဒီလိုတကူမရှိဘူးပေါ့နော်အတိညာတက်တက်နဲ့တို့ကကိလေသာကလွတ်အောင်လုပ်လာတဲ့ပုဂ္ဂိုလ်တွေတို့ကပညာဝိမု ക്ത တွေပဲတဲ့သူတို့ကဆက်မိတယ်နေပါဦးနဲ့အရှင်ဘုရားတို့ဒီလိုပြောနိုင်လောက်အမတန်ဝေးတဲ့အတန်အမတန်သေးတဲ့အတန်ဝေးလံတဲ့နေရာကအတန်လေးတွေကိုရှင်ဘုရားတို့နားထောင်နိုင်စွမ်းရှိရလားဒိဗ္ဗသောတာဆိုတာရှိလားမရှိဘူးတဲ့တို့ကပဂတိအတန်ပဲတို့ကြားလို့ရမယ်အဲ့ဒါလိုဟာမျိုးတို့မကြားဘူးနေပါအောင်နဲ့အရှင်ဘုရားတို့အဲ့ဒါလိုမကြားနိုင်လို့ရှိရင်လည်းတဲ့သူတော်ရဲ့စိတ်ကိုသိနာဒီလူရဲ့စိတ်ကဖြင့်လောဘနဲ့တွဲနေတယ်ရာဂနဲ့တွဲနေတယ်ဟိုလူရဲ့စိတ်ကတော့လောဘမပါဘူးနောက်တခြားလူရဲ့စိတ်ကဒေါသနဲ့တွဲနေတယ်တခြားလူရဲ့စိတ်ကဒေါသနဲ့မတွဲဘူးဆိုပြီးတော့စိတ်တ ानु ပဒနာမှာပါတဲ့စိတ်36မျိုးနဲ့အဲ့ဒီသူတစ်ပါးရဲ့စိတ်ကိုအရှင်ဘုရားတို့ကစိတ်ချင်းသိနိုင်အောင်စွန့်ရည်တတိရှိတယ်ဒါလည်းတော့မရှိဘူးတဲ့မသိဘူးတဲ့တို့သူများစိတ်ကိုဒါဖြင့်အရှင်ဘုရားတို့အတိတ်ဘဝတွေကိုပြန်ပြီးတော့အောင်းမိတ်နိုင်သလားပုပ္ပေနိဝါဒနုဒတိပဲခန္ဓာစေတောပရိယအဘိညာဉ်ရှိသလားလို့မေးတာဒီလိုဆိုရင်ရှင်ဘုရားတို့အတိတ်ဘဝတွေကိုပြန်ပြောင်းပြီးတော့အကုန်မှတ်မိသလားမှတ်မိဘူးတို့ဒီဘဝတောင်မေ့ကုန်ဟုတ်အတိတ်ဘဝသိဖို့ဆိုနေတာလားနော်အဲ့တော့အတိတ်ဘဝလည်းတို့မသိဘူးတဲ့ပုပ္ပေနိဝါဒနုဒတိဘိညာဉ်လည်းမရဒါဖြင့်နေသားမအောင်နဲ့အရှင်ဘုရားတို့သေးငယ်တဲ့အရာလေးသို့မဟုတ်ခြားကွယ်နေတဲ့အရာလေးဝေးလံတဲ့အရာလေးရှင်ဘုရားတို့ဒိဗ္ဗစက္ခုနဲ့အမြင်နဲ့ကြည့်လို့ရလားမြင်နိုင်သလားဖုံးကွယ်ထားတဲ့အရာကိုရှင်ဘုရားတို့မြင်နိုင်စွမ်းရှိရလားဒါလည်းတို့မရှိဘူးနေသားမအောင်ဒီလိုမရှိဘဲနဲ့ရှင်ဘုရားတို့ကဘာဖြစ်လို့ရတ္တဖို့ကိုပြောကြရတာလေတို့ကပညာဝိမု ക്ത ဒါပဲပြောတယ်တို့ကပညာဝိမု ക്ത အတိညာတက်တက်နဲ့တို့ကကိလေသာကလွတ်ထားတာဒီလိုစွမ်းရည်တတ္တိတွေတို့မှမရှိဘူး။နောက်ဘောပြောတယ်အရှင်ဘုရားတို့ဒီအဘိညာဉ်တွေကိုလွန်ပြီးတော့နောက်ဆုံးမှာအရူပဇံသမဘတ်တွေရောအရှင်ဘုရားတို့ဝင်စားနိုင်သလား။သူကစားလို့သင်ထားတာတော်တော်များများဟာနော်။တကိုးတွေနဲ့ပတ်သက်ပြီးအဘိညာဉ်တို့ဇံသမဘတ်တွေအကြောင်းကိုမေးတယ်။မေးတော့ရဟန်းတွေကတို့ဓာတ်တွေဘာတစ်ခုမှမသိဘူးတဲ့တို့သိတာတို့ဟာပညာဝိမု ക്ത ပုဂ္ဂိုလ်အဲ့လိုဆိုလို့ရှိရင်ရှင်ဘုရားတို့ပညာဝိမု ക്ത ပုဂ္ဂိုလ်ဆိုတဲ့အကြောင်းဘယ်လိုဟာပညာဝိမု ക്ത တုံးဆိုတာတပည့်တော်နားလည်အောင်ရှင်းပြသမှာတပည့်တော်မသိဘူးတဲ့ဒီတကိုးတွေရှိမှရဟနာလို့ထင်တယ်ပေါ့မင်းသိသည်မသိသည်တို့ဘာမှမတတ်နိုင်ဘူးတို့ကပညာဝိမု ക്ത
ပညာဝိမု ക്ത ပဲဆိုတော့သူဒီမှာဒုက္ခရောက်ရှေ့လက်ဆက်မေးလို့ကမရတော့ပညာဝိမု ക്ത ဆိုတဲ့အဖြေကနေပြီးတော့ရှေ့မတိုးတော့မသိသည်ဖြစ်စေမသိသည်ဖြစ်စေတို့ဟာပညာဝိမု ക്ത ဒါကြောင့်မို့လို့တို့ကကိုယ့်ကိုယ်နောက်ဘဝမရှိတော့ဘူးဆိုသိနေကြပြီဒါကြောင့်မို့တို့ကြေညာနေတာဆိုတော့သူဒီမှာခေါင်းကုပ်ပြီးတော့ဘုရားစီသွားတယ်ဒီပြဿနာအဖြေသူရှားမရတော့မြတ်စွာဘုရားစီသွားတော့ခုနယဟန်တွေကိုသူမေးမြန်းစုံစမ်းတဲ့အကြောင်းတွေကိုဘုရားကိုအကုန်လျှောက်ပြီးတဲ့အခါမှာသူတို့ကပညာဝိမု ക്ത လို့ပြောတယ်အဲ့ဒါကိုရှင်းပြသွားမှာဆိုမြတ်စွာဘုရားပြောတယ်ပုဗ္ဗေခောသူတိမဓမ္မထိတိညာပုဗ္ဗေခောသူတိမဓမ္မထိတိညာပစ္ဆာနိဗ္ဗာန်ဉာဏ်ဓမ္မထိတိဉာဏ်ဆိုတာအရင်လာတာกว่าပြီးတော့မှနိဗ္ဗာန်ကိုသိတဲ့ဉာဏ်ကနောက်မှလာတာအရှင်မြတ်အဲ့လိုအတူလေးအချင်းချုပ်လေးပြောပြီးတော့နားမလည်ဘူးဒီမင်းလဲသည်ဖြစ်စေမလဲသည်ဖြစ်စေတဲ့ဓမ္မထိတိဉာဏ်ကအရင်နိဗ္ဗာန်ကိုသိတဲ့ဉာဏ်ကနောက်လို့မြတ်စွာဘုရားဒါပဲထပ်ပြောသူဒုက္ခရောက်နေနော်တရားလာခိုးတဲ့လူဒီနေရာမှာဖြေလို့မရဘူးဖြစ်အဲ့ဒီမှာဓမ္မထိတိဉာဏ်ဆိုတာဘာလဲဓမ္မထိတိဉာဏ်ကအရင်နိဗ္ဗာန်ကိုသိတဲ့ဉာဏ်ကနောက်လို့ဆိုတာဘာပြောတာတော့ဆိုဓမ္မထိတိဉာဏ်ဆိုတာဝိပဿနာဉာဏ်ကိုပြောတာသဘာဝတရားတွေရဲ့အစစ်အမှန်ကိုသိရှိတဲ့ဝိပဿနာဉာဏ်အစစ်အမြင့်ဆုံးကြတော့သင်္ခါရုပ္ပခဉာဏ်ဝိပဿနာဉာဏ်ထဲမှာအစစ်အမြင့်ဆုံးကသင်္ခါရုပ္ပခဉာဏ်ပဲအဲ့ဒီသင်္ခါရုပ္ပခဉာဏ်ကိုဝဋ္ဌာဏဂါမိနိဝိပဿနာလို့ခေါ်တယ်ဆင့်မြင့်လာဝဋ္ဌာဏဂါမိနိဆိုတာဒီကနေထွက်ပြီးတော့မက်ကိုကူးသွားတဲ့ဉာဏ်ကိုပြောတာပေါင်းကူးထားတဲ့ဉာဏ်အဲ့ဒါကိုဒီနေရာမှာဓမ္မထိတိဉာဏ်လို့ခေါ်တယ်ဓမ္မထိတိဉာဏ်ဆိုတာသဘာဝတရားတွေရဲ့တည်ရှိမှုပိုင်ပိုင်နိုင်နိုင်သိတဲ့ဉာဏ်လို့ဆိုလို့တချို့နေရာဓမ္မထိတိဉာဏ်ဆိုတာအကြောင်းတရားကိုသိတဲ့ဉာဏ်ကိုဓမ္မထိတိဉာဏ်လို့ခေါ်တာရှိသေးတယ်သူတိမသုတ်တန်နဲ့မတူဘူးသူတိမသုတ်တန်မှာပါတဲ့ဓမ္မထိတိဉာဏ်ဆိုတာသင်္ခါရုပ္ပခဉာဏ်ကိုပြောတာအဲ့တော့မဲ့ရဖို့ရအတွက်သင်္ခါရုပ္ပခဉာဏ်ရှေ့ကလာတယ်သင်္ခါရုပ္ပခဉာဏ်ရဲ့အာယုန်ဒီသင်္ခါရအာယုန်နိဗ္ဗာန်ကိုအာရုံမပြုနိုင်သေးဘူးသင်္ခါရုပ္ပခဉာဏ်ကမှတဆင့်ကူးလိုက်တော့ဈာထဲမှာအနုလောမဉာဏ်လေးခန်းနေသေးတယ်အဲ့ဒီအနုလောမဉာဏ်ရဲ့နောက်ဆုံးဂုတ္တရပူကြတော့မှနိဗ္ဗာန်ကိုလှမ်းမြင်ပြီးတော့ဘုဘက်ကိုကူးလိုက်တော့မဲ့ဉာဏ်ပေါ်လာတာအဲ့ဒီမဲ့ဉာဏ်ကြမှာနိဗ္ဗာန်ကိုမြင်တာဒါကြောင့်မို့လို့မြတ်စွာဘုရားကပုဗ္ဗေခောသူတိမဓမ္မထိတိဉာဏံသစ္စာနိဗ္ဗာန်ဉာဏ်တဲ့ဓမ္မထိတိဉာဏ်ကအရင်လာတယ်သူတိမပြီးတော့မှနိဗ္ဗာန်ကိုသိတဲ့ဉာဏ်ကနောက်မှလာတာဆိုလိုတာကတော့ဝိပဿနာကနေမဲ့ကူးရတယ်ဆိုတာကိုအတူတူပြောပြတာမြတ်စွာဘုရားဝိပဿနာဉာဏ်ဒါပညာဝိမု ക്ത ယဟန္တာဆိုတာဒီလိုသွားတာလို့ပြောတာဘုရားကတရားတွေရဲ့သဘောကိုအရင်သိအောင်လုပ်ရမယ်ပြီးရင်နိဗ္ဗာန်ကိုမြင်လိုက်တယ်နိဗ္ဗာန်ကိုမြင်လိုက်တာနဲ့တပြိုင်နက်ခိနာသာတိခုနကယဟန္တာဆိုတာပြောလို့ရတယ်အဲ့ဒါလို့မရှိတဲ့အခါကျတော့အရှင်ဘုရားတဲ့ဒီလိုအချင်းချုပ်ပြောတာတပည့်တော်နားမလည်ဘူးဗျာမင်းနားလည်သည်ဖြစ်စေနားမလည်သည်ဖြစ်စေတဲ့ဓမ္မထိတိဉာဏ်ကအရင်လာတယ်နိဗ္ဗာန်ကနောက်မှလာတာနိဗ္ဗာန်ကိုသိတဲ့ဉာဏ်ကနောက်လို့ဘုရားဒါပဲထပ်ပြောပြီးတဲ့အခါမှာသူ့ကိုဝိပဿနာဉာဏ်ကိုမြတ်စွာဘုရားရှင်းပြတယ်သူ့ကိုမေးခွန်းတွေထုတ်တယ်သူလည်းသင်ထားတာစာပေသူကသင်ထားပြီးသားအဆင့်မြင့်တဲ့တရားကိုဂေါတမမြတ်စွာဘုရားရဲ့သာသနာမှာအဆင့်မြင့်ဆုံးဘာလဲဆိုတော့သူသင်ထားမနေ့ကနတ္တလက္ခဏာသုတ်ဟောတဲ့ထဲမှာမေးတဲ့မေးခွန်းတွေပဲမြတ်စွာဘုရားပြန်မေးသူတိမကိုတန်ကိမိနတိသူတိမရူပံနေဆံဝါအနိဆံဝါဒါဝိပဿနာဉာဏ်ဓမ္မထိတိဉာဏ်ဖြစ်ပုံကိုမြတ်စွာဘုရားသူကအကျဉ်းလေးနားမလည်ဘူးဆိုတော့ဓမ္မထိတိဉာဏ်ဖြစ်ပုံကိုရှင်းပြတာနော်ရုပ်တို့ဝေဒနာတို့သင်ညာတို့သင်္ခါရဝိညာဉ်တို့သူသင်ထားလို့သိပြီးသားပဲရုပ်အကြောင်းသူသိတယ်ဝေဒနာအကြောင်းသိတယ်သင်ညာအကြောင်းသိတယ်သင်္ခါရအကြောင်းသိတယ်ဝိညာဉ်အကြောင်းသိတယ်အဲ့ဒီမှာမြတ်စွာဘုရားကငါမေးမယ်မင်းဘယ်လိုထင်တယ်လဲ
ယူဆတဲ့အတိုင်းသာဖြေဆိုပြီးတော့ရူပနိစ္စံဝါအနိစ္စံဝါဆိုသူကအနိစ္စံဗန္တိမမြဲပါဘူးဗျာဒီဖြေကသူကဝိပဿနာဉာဏ်ဘက်ကိုရောက်အောင်မြတ်စွာဘုရားဟောနေတာနော်မြဲတဲ့ရုပ်ရှိသလားလို့ဆိုမရှိဘူးမြဲတဲ့ရုပ်လို့မရှိဘူးယံပနာနိစ္စံတန်ဒုက္ခံဝါဒုက္ခံဝါအဲ့ဒီမမြဲတဲ့ရုပ်တရားဟာဒုက္ခလားဒုက္ခလားလို့ဆိုဒုက္ခပါဗျာဒါဝိပဿနာဉာဏ်နဲ့မြင်သွားတဲ့အမြင်လေးတွေနော်သူဝိပဿနာဉာဏ်ကိုဓမ္မဋ္ဌိဉာဏ်ဖြစ်ပုံကိုရှင်းပြနေတာအသေးစိတ်နားထောင်ပြီးတော့သူ့ကိုအလေးနဲ့ထားပြီးမေးပြီးတော့သူကလည်းလေးနဲ့ထားပြီးတော့ဖြေးနေတဲ့အချိန်လေးပဲဒါတော့အနိစ္စကိုမြင်သွားပြီအနိစ္စမြင်လို့ရှိရင်အဲ့ဒီမမြဲတဲ့ယုတ်တရားဟာဒုက္ခလားဒုက္ခလားလို့ဆိုဒုက္ခလို့ဖြေတယ်တဲ့သွားပြီဒါလဲနော်ယံပနာနိစ္စံဒုက္ခံဝိပရိနာမဓမ္မမြဲလည်းမမြဲဘူးဒုက္ခလည်းဖြစ်တယ်ပြောင်းလဲတတ်တဲ့သဘောရှိတဲ့တရားဟာအဲ့ဒီတရားမျိုးကိုတဲ့ဣတံမမဧသောဟမတမိဧသောမေအတ္တဒါငါဟာဒါငါပဲဒါငါရဲ့အတ္တပဲလို့ရှုဖို့သင့်မသင့်မင်းစဉ်းစားတာလို့ဆိုမသင့်ပါဘူးဗျာကံလန္နုတန်တမနုပတ္တိတုဣတံမမဧသောဟမတမိဧသောမေအတ္တရုပ်အကြောင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဒီလိုအသေးစိတ်ရှင်းပြထို့တူပဲဝေဒနာလည်းဒီတိုင်းရှင်းပြဝေဒနာဟာနိစ္စလားအနိစ္စလားခံစားချက်ဟာအနိစ္စလားအနိစ္စလားသူအလေးနဲ့စဉ်းစားပြီးတော့ဖြေတယ်အနိစ္စပါဗျာဟုတ်တာပေါ့ကြည့်လေလူတွေမှာပျော်ကြည့်နေတာမှမဟုတ်ပဲနဲ့တခါတလေကျတော့ပျော်ရွှင်တဲ့ခံစားမှုလေးရှိတယ်တခါတလေကျတော့စိတ်ညစ်တဲ့ခံစားမှုရှိတယ်တခါတလေကျတော့ပျော်လဲပျော်တာလည်းမဟုတ်ဘူးစိတ်ညစ်တာလည်းမဟုတ်ဘူးဂျားလေးလည်းရှိသေးတယ်ဝေဒနာရဲ့သဘောတရားတွေဟာမတည်မြဲဘူးအဲ့ဒါလို့အကျမ်းပြင်းကနေစပြီးနောက်ဆုံးခုဖြစ်ခုပြတ်တဲ့သဘောတွေပါမြင်လာတယ်ဒါကြောင့်မို့လို့အနိစ္စံဗန္တိမမြဲပါဘူးဖေဟာလို့ဖြေတယ်မမြဲဘူးဆိုလို့ရှိရင်ယံပနာနိစ္စံဒုက္ခံဝါတံဒုက္ခံဝါမမြဲတဲ့အနိစ္စဖြစ်တဲ့ဝေဒနာဟာဒုက္ခလို့ပြောမလားဒုက္ခလို့ပြောမလားဘာလို့လဲဆိုရင်ဒါမမြဲတဲ့အရာကအမြဲတမ်းအနှောက်အယှက်ပေးနေတာဆိုတော့ဘယ်မှာပဲအနှောက်အယှက်ခံနေရတဲ့အရာတစ်ခုဟာဘယ်မှာချမ်းသာတာဖြစ်မလဲဒါကြောင့်မို့ဒုက္ခဆိုတာဥဒယဘေယပฏิပိလနာမမြဲဘူးဆိုတာဖြစ်ပြီးပြက်နေတာကြီးကလာပြီးတော့အနှောက်အယှက်တွေပေးနေလို့ဒုက္ခပါဖေဟာလို့ဒီလိုဖြေတာနော်ယပနာနိစ္စံဒုက္ခံဝိပရိနာမဓမ္မကံလန္နုတန်တမနုပတ္တိတုံဣတံမမဧသောဟမတမိဧသောမေအတ္တာတိမြတ်စွာဘုရားကမေးတယ်မမြဲဘူးဒုက္ခပဲပြောင်းလဲတတ်တဲ့သဘောရှိတယ်ဆိုတဲ့ဝေဒနာတရားကိုအဲ့ဒီဝေဒနာလေးစိတ်ရဲ့ခံစားချက်လေးကိုမင်းကငါဟာလို့ရှုအောင်မလားဆိုတင့်တော်ပါမလားအဲ့လိုမြင်မတင့်တော်ပါဘူးဗျာနော်ဧသောဟမတမိငါလို့ရောပြောလို့တင့်တော်မလားမတင့်တော်ဘူးဘာလို့ဆိုသူကသူဖြစ်ပြီးသူကသူပြက်နေတဲ့အရာတစ်ခုပဲလေဧသောမေအတ္တငါရဲ့ထာဝရတည်မြဲနေတဲ့အတ္တကြီးလို့ပြောလို့ရမလားလို့ဆိုမရပါဘူးဗျာဝေဒနာနဲ့ပတ်သက်ပြီးတော့မေးတော့တယ်သူအဖြေမှန်ထွက်လာဒါဝိပဿနာကျင့်စဉ်တစ်ခုကိုမြတ်စွာဘုရားသူ့ကိုအသေးစိတ်ရှင်းပြတဲ့သဘောပဲရှင်းသွားအောင်အနိစ္စဒုက္ခအနတ္တဆိုတဲ့သဘောတွေကိုပေါ်အောင်လို့မြတ်စွာဘုရားဝိပဿနာကျင့်စဉ်တစ်ခုဆိုတာဝိပဿနာရဲ့အာယုံဆိုတာယုံနဲ့နာပဲရှိတယ်ယုံနဲ့နာဆိုတာခန္ဓာ၅ပါးပဲပေါ့ယုတ်ခန္ဓာကိုရှုမယ်နာခန္ဓာတွေထဲကဝေဒနာကိုရှုမယ်ပညာကိုရှုမယ်သင်္ခါရကိုရှုမယ်ဝိညာဏကိုရှုမယ်ဘာဖြစ်လို့ယုတ်ကြတော့တစ်မျိုးတည်းတင်လုံးပြီးတော့ချပြီးတော့နာကြတော့ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့၄မျိုးဘာလို့ခွဲလဲလို့ဆိုတော့နံတရားတွေအပေါ်မှာလူတွေကအသိစိတ်ကလေးတစ်ခုတည်းလို့ထင်နေတယ်အဲ့ဒါကြောင့်မို့လို့နာနဲ့ပတ်သက်ပြီးတော့တွေ့ဝေတဲ့ပုဂ္ဂိုလ်တွေအတွက်မြတ်စွာဘုရားခန္ဓာဒေသနာကိုဟောပြီးတော့နာကို
၄မျိုးခွဲလိုက်တာနော်နန္တရားကို၄မျိုးခွဲလိုက်တာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လောကမှာဒုက္ခပေးနေတာဝေဒနာဒုက္ခပေးဝေဒနာဆိုတာမြန်မာတွေတွေးထင်နေတဲ့ယောဂဝေဒနာကိုပြောတာမဟုတ်ဘူးနော်ဝေဒနာပစ္စယတဏှာလာတာသူ့ကြောင့်လာနေတာလေအဲ့ဒါကြောင့်ဝေဒနာရဲ့သဘာဝကိုသိဖို့အမှန်တမ်းမှအရေးကြီးတယ်ဝေဒနာရဲ့သဘာဝကိုပိုင်ပိုင်နိုင်နိုင်မသိဘူးဆိုရင်နောက်ကတဏှာလာနေအောင်မှာဟုတ်တဏှာလာနေရင်တဏှာကရှည်ကြအောင်မှာပဲအဲ့ဒါကြောင့်မို့လို့ဝေဒနာကိုသီးသန့်ထုတ်တယ်လောကလူတွေကလည်းဝေဒနာကိုရှေ့တန်းတင်တယ်လေဒီကနေ့ငါပျော်လိုက်တာဆိုဝေဒနာဒီနေ့စိတ်ညစ်တယ်ကွာဆိုတာဒါလည်းဝေဒနာပဲเนาะဝေဒနာကိုစကားလုပ်ပြီးတော့ပျော်တာနှစ်သိကူးလာပြီဆို Happy New Year အဲ့ဒါဝေဒနာကိုစကားလုပ်ပျော်တာပဲအဲ့ဒါပျော်တယ်ဆိုတာလည်းဝေဒနာပဲเนาะစိတ်ရဲ့ခံစားချက်တွေအဲ့ဒီစိတ်ရဲ့ခံစားချက်တွေပေါ်မှာလူတွေဟာတွေ့တာဆွဲလမ်းမှုရှိတယ်ဒါကြောင့်ဝေဒနာကိုကမ္မထမ်းရှိဖို့သိတာဟောတာဒါဖြင့်အဲ့ဒီဝေဒနာကိုခံစားမှုတွေပြီးပြင်းအောင်ဘယ်သူကနေအထောက်အကူပြုနေတုံးဆိုတင်ညာကကောင်းတယ်လို့မှတ်ထားလိုက်လို့ရှိရင်ဝေဒနာကပိုပြီးတော့ခံစားလာစူပါမားကတ်တစ်ခုသွားပြီးဒီပစ္စည်းလေးကောင်းတယ်လို့တင်ညာကမှတ်ထားလိုက်လို့ရှိရင်ဝေဒနာကအဲ့ဒီမှာဒါလေးမြင်နိုင်သဘောကျနေတာပဲအစားအစာဆိုလဲတူပဲဒီအစားအစာကောင်းတယ်လို့တင်ညာကမှတ်ထားလိုက်လို့ရှိရင်တော့ဝေဒနာသဘောကျနေတာပဲမဟုတ်လားခံစားခြင်းလာတာပဲအဲ့ဒါကြောင့်မို့လို့တင်ညာကအထောက်အကူပေးနေတာဝေဒနာကိုအားဖြည့်နေတာဒါကြောင့်မို့အဲ့ဒီတင်ညာကိုလည်းပဲတင်ညာလို့သိအောင်တင်ညာကနေပြီးတော့မမရွရွနေတာအားပေးတယ်မလှတာကိုလှတယ်လို့ထင်သည့်အတွက်ကြောင့်အဲ့ဒီရုပ်ကိုကြည့်ပြီးတော့စိတ်ကပျော်တယ်ပျော်တဲ့အခါတဏှာဖြစ်တယ်နော်မလှတာကိုလှတယ်လို့မှတ်တာဒါတင်ညာပဲပေါ့မကောင်းတာကိုကောင်းတယ်လို့မှတ်နေဒါတင်ညာပဲဒါကြောင့်မို့လို့သူဘတင်ညာကောင်းတာကြတော့မကောင်းတဲ့အတိုင်းသိတာကြတော့အတုဘတင်ညာနေဆတင်ညာအနိစ္စတင်ညာဒီတင်ညာတွေပဲမြဲတယ်လို့ထင်နေတာနေဆတင်ညာချမ်းသာတယ်လို့ထင်နေတာဒုက္ခတင်ညာကိုယ်ပိုင်တယ်လို့ထင်နေတာကိုယ်အလိုတိုင်းဖြစ်တယ်လို့ထင်တာအတ္တတင်ညာဒီတင်ညာတွေကလူတွေရဲ့စိတ်ထဲမှာဆွဲနေဒါကယောက်ျားပဲဒါကမိန်းမပဲဒါလည်းဆွဲနာအဲ့ဒီတင်ညာဆွဲလာလို့ရှင်ဘာဖြစ်လဲနောက်ကတဏှာလိုက်လာတာပဲဒါကြောင့်မို့တင်ညာရဲ့အကြောင်းကိုသိဖို့အမှန်တမ်းအရေးကြီးလို့မြတ်စွာဘုရားခန္ဓာ၅ပါးထဲမှာတင်ညာကိုဝိပဿနာရှုဖို့ထည့်ဟောထားတာဒီတင်ညာကိုအကြောင်းပြုပြီးတော့လူတွေဟာဒုက္ခရောက်ကြတာနော်တင်ညာကအထောက်အကူပြုသည့်အတွက်ကြောင့်ဝေဒနာဟာလာဝေဒနာလာတဲ့အခါတဏှာလာတယ်ဟောဒီနေရာမှာတန်လျာရှည်ဖို့အတွက်ဖြစ်လာတယ်ပေါ့ဒါကြောင့်မို့ဝေဒနာသဘောသိအောင်လဲလုပ်ရမယ်တင်ညာရဲ့သဘောကိုသိအောင်လုပ်ရမယ်လို့တင်ညာရဲ့သဘောတရားကကြည့်မသိဘူးဆိုလို့ရှိရင်တင်ညာဆိုတာ तू ကမှတ်ထားတဲ့အတိုင်းမသိတာမှတ်ထားတဲ့အတိုင်းသိသည့်အတွက်ကြောင့် तू သိတာမှန်တာလည်းရှိတယ်မှားတာလည်းရှိတယ်ဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ဒီစဘာခင်းထဲမှာစာတွေကစဘာလာပြီးတော့စားကြသည့်အတွက်ကြောင့်အဲ့ဒီကိုစာတွေကို6လန့်ဖို့ရအတွက်ကောက်ရိုးတုံးနဲ့လူရဲ့အဝတ်အစားဝတ်ပြီးတော့ခမောက်ကလေးဆောင်းပေးထားလိုက်ရင်လယ်သမားပုံစံဖန်တီးထားအဲ့ဒါမြင်တာနဲ့စာတွေကလန့်ပြီးတော့ပြန်သွားကြမလာရဘူးဘာဖြစ်လို့တင်ညာကသူတို့ကကြောက်ရမယ်ဟာဆိုတာသူတို့မြင်နေတယ်အဲ့ဒါလို့ကြောက်ပြီးတော့မြင်တာထို့တူပဲတောဇတ်တွေမှာလှုပ်ထားတဲ့စဘာခင်းတွေဘာတွေမှာဘာလှုပ်ထားတော့ဆိုအဲ့ဒီလိုအယုတ်လှုပ်ထားတယ်သမင်တွေကလာပြီးတော့စားမယ်ဆိုရင်အဲ့ဒါမြင်လန့်ပြေးကြပြန်အဲ့ဒါတင်ညာကြောင့်မို့လို့ဖြစ်တာပေါ့ဒါကြောင့်မို့လို့တင်ညာဟာအင်မတန်မှအရေးပါတယ်ဒါကြောင့်မို့တင်ညာကိုမှန်မှန်ကန်ကန်သိအောင်ကမ္မထာထုတ်ရမယ်ကမ္မထာရဲ့အာယုံဖြစ်မြတ်စွာဘုရားအပေးဒါကြောင့်မို့သုတိမကိုမေးတယ်တင်ညာဟာနေဆာလားအာနေဆာလားအာနေဆာပါဘုရားဖြေကဲအဲ့ဒါကောင်းပြီအာနိစ္စဆိုရင်ဒုက္ခလားဒုက္ခလားလဲဆိုဒုက္ခပါဗျာအာနိစ္စလည်းဖြစ်တယ်ဒုက္ခလည်းဖြစ်တယ်ပြောင်းလဲနေတဲ့သဘောလည်းရှိတယ်ဆိုတဲ့
Eri Tinyago Ngaha look shooting Tindobamala, Ngalo shooting Tindobamala, Ngai Adalushin Tindobamala, Suro Matindoa Ufia. That the Gago the Waja, yes of ya, the Kujin maybe to do. They are haunted, no? Now to do it, Tinkara Sura, Pandita, say it, Pandimuri, Pandita, Konaga, Viranaga, Kanzara, Tinya, Madara. Madara de time Pandita, Tinkara, Pandini. Design one, design Pandita, I think Harada Pandin. How design area, design of this, Arima, with that to Barone, Subi, Panzina, Valley. Thou think Harazura, think at a bit think Rondi, think Haralos, Sirana yet Namene, Jogule Panzine, Virana le Panzine, Tirana, Sirana, Tinya le Pandite, Segule Pandite. The Bavadiari, Pandini Ramudu, think Haralu Collida. Diego Collide Kajaro, Virana Tinya Madaba, said a thing Naze. I said a thing Naze, Emma. Sana Sura Pare, Lochene Sana. Lochene Sana, Lote Sura Vidia le Pare, no? Say Sura le Pare, Logena le Pare, the Radia le Pare, the D le Pare. I think Harasura Temer, Miazibe. Irajamulu, everything Harasure, the Bavadiario. Taura Mieni, Yala, Nesala, Anisala Soro, to Senzabi, Anisaba Pialu Pire. Come me, Eri Anisa in Dukala, Dokala, Sotoka. Davia Anisa lepide, Duka lepide. We bring a madama, Pion at the wall, Shire, Sure, Titinkara, Diago, Nahave, Navenga, Osavelu, Nai Adavelu, Shuyin, Tendova Malas or Matendova Pia, to Shinshin in the Wibadana Yan lady. Shinshin me on Yasavia, Diago to Hopia. Now, a these alien better be made. When yana Nesawa, Anisawa. When yana Iowa Yayu that I will did it these agly. Eri these agly Io, Nesala, Anisala, so Anisawa Pia. Eri Anisa, Dukala, Dokava Pia. Anisa left it there, Doka left it there, young lady at the wall, she there so that when you go. Naha, Nabe. My Adawe, Tilo Shuyin, Silio Vamala, so Masilio Valpia. A lane, Wibadana, Nya, and Yen, Senesada to Psi Laita. Psi Kajaro, Yasavia, Duo Wibadana, Nya, Yentando, Sabi the Hor. Let it the Kanangava, the Bawari, let it Yasavia, do Shen. Make on it then as Sura. Evidama, who a dinner Shenlin see the bono. A non Shenlin see look to a maybe not then, but the boats are winning down the car. The Jamulu, Chauncia Ribari, let John to John Dario, then Kajara may be then, may be then, Louis say them a swear on a cheap man let do it. Tajamolo, Yasavia, a maybe in the thin. Oh, maybe in a thin be there, Kajaro. Do you weaver than a Yane, do the law? Los Hoyame, a logo, Yasavia, instruction be the ball. Soma or a be the Paloamale, Kailine be. Is Yone Badavi, Anisa Lubiore, Duka Lubiore, and Nanda Lubiore. Call me Tatama Diha Tutima. Tajamolo, to the Mai, Hori, Yodiaha. Pay Yodiave Chip, no? A Dega Yodiave Chip, a Naga Laladan Yodiave Chip, a Kupiso by Yodiave Chip, Isada Tanamashi, Yodiave Chip, Paheda Tanamashi, Yodiave Chip, Tida Tinshare Yodiave Chip, Nunyan de Mure Yodiave Chip. Outdanjare Yodiave Chip, Momiade Yodiave Chip, and Nima she the Yodiave Chip, away a Yodiave Chip, Yodiaha Yodiave. Eri Yodiam Manamia Alongo Menshumi Nayame, Nedan Mama. Young Manamia, Kona Biore, Anisa Pide, Duka Pide, no, Anisa Duka Pini look, Malu, Madame Hatemu.
နေတံမမငါဟာမဟုတ်ဘူးနေသောဟမတမိငါလို့ပြောเสียလည်းမရှိဘူးနမေသောအတ္တငါအလိုကြဖြစ်တဲ့အတ္တလို့လည်းပြောเสียမရှိဘူးအဲ့ဒါလို့နေတံမမငါဟာလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါရဲ့အတ္တလည်းမဟုတ်ဘူးလို့မှန်မှန်ကန်ကန်မှန်ကန်တဲ့အသိပညာဖြင့်မင်းရှုမြင်အောင်ကြိုးစားပါသမ္မပညာယဓဋ္ဌဗံဆိုတာဒီလိုမြင်အောင်ကြိုးစားဆိုတာဝိပဿနာကျင့်စဉ်တစ်ခုကျင့်ခိုင်းနေတာဟုတ်ကဲ့လားဒါကိုမြင်အောင်ကြည့်လို့ပြောတာဓဋ္ဌဗဆိုတာမြင်အောင်ကြည့်ဒီတိုင်းမြင်အောင်ကြည့်ထို့တူပဲဝေဒနာနဲ့ပတ်သက်လာလို့ရှိရင်လေခေါင်းပြောတဲ့အနိစ္စဖြစ်တယ်ဒုက္ခဖြစ်တယ်ပြောင်းလဲတဲ့သဘောရှိတယ်ဒါကြောင့်မို့ငါဟာငါရဲ့အတ္တလို့မရှုတဲ့ဝေဒနာကိုလည်းပဲအတိတ်ကဝေဒနာပဲဖြစ်ဖြစ်ပစ္စုပန်ဝေဒနာပဲဖြစ်ဖြစ်နောက်အနာဂတ်ဖြစ်လာမဲ့ဝေဒနာပဲဖြစ်ဖြစ်ဣစ္ဆဒတဏ္ဍာမှာပဲဖြစ်ဖြစ်ဗေဒတဏ္ဍာမှာပဲဖြစ်ဖြစ်ကြံတန်သိတာထင်ရှားတဲ့ဝေဒနာပဲဖြစ်ဖြစ်မသိတာတဲ့ဝေဒနာပဲဖြစ်ဝေဒနာဆိုဘယ်ဝေဒနာပဲဖြစ်ဖြစ်ပေါ့အဲ့ဒီဝေဒနာတွေကိုငါဟာမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါရဲ့အတ္တလည်းမဟုတ်ဘူးလို့မှန်မှန်ကန်ကန်မှန်ကန်တဲ့အသိဉာဏ်ဖြင့်မြင်အောင်ကြိုးစားပါဝိပဿနာရှုခိုင်းနေတာနော်ဝိပဿနာရှုရမှာယုတ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ကလည်းလို့ဘာမှမရှိဘူးယုံနာဓမ္မသင်္ခါရပဲရှုရတာနော်ဒီထဲမှာဘာရှုဒီယုံနာဓမ္မသင်္ခါရပဲဆိုပါတော့ထွက်လေဝင်လေလေးကိုရှုနေတယ်ဆိုလို့ရှိရင်လေထွက်လေဝင်လေကဝါယောဓာတ်ပဲယုတ်ပဲရှုတာပဲထွက်လေဝင်လေကိုသိတဲ့စိတ်ကလေးကိုရှုလို့ရှိရင်လေဒါဝိညာဉ်ကိုရှုတာပဲထွက်လေဝင်လေလေးရှုရင်းကနေပြီးတော့ကောင်းတယ်ရှုလို့ကောင်းလိုက်တာဆိုခံစားမှုလေးကိုသိဒါဝေဒနာကိုရှုတာပဲလေထဲဝလေဝင်လေလို့ဒီလိုမှတ်နေတဲ့အမှတ်စိတ်ကလေးတင်ညာလေးကိုရှုလို့ရှိရင်လေဒါတင်ညာကိုရှုတာပဲထွက်လေဝင်လေလေးကိုသဘောကျနေတယ်ဆိုရင်ဒါသင်္ခါရကိုရှုတာပဲဒီထက်ကတခုရှုတာပဲအဲ့တော့ဘယ်ဟာကိုပဲရှုနော်နေတံမမငါဟာမဟုတ်ဘူးဆိုတဲ့အမြင်မြင်ဒါကဘာကိုဖယ်ရှားတာတော့ဆိုတဏှာကိုဖယ်ရှားတာလောကလူတွေကငါဟာနဲ့သိမ့်ပိုက်လာတဲ့အကျင့်တွေကများတာကိုအဲ့ဒီအစွဲကအမတန်မှပြင်းထန်တယ်အလုံးဟာငါဟာပဲလှုပ်ချင်တာပဲလေငါဟာပဲလှုပ်ချင်တယ်ပြီးတော့ငါလို့ပြောချင်တယ်ငါမှမရှိရင်ငါဟာဆိုတာပဲရှိပါမလို့ငါရဲ့အလိုကြဖြစ်တယ်ဆိုတာလည်းဘာရှိမလဲတဘာဝတရားကသူ့ဘာသူဖြစ်တာပဲဆိုတာကိုမှန်မှန်ကန်ကန်မြင်အောင်ကြည့်ပါလို့ဒါပြောတာထို့တူပဲသင်ညာကိုလည်းဒီတိုင်းရှုအတိတ်နာကဖြစ်စေပစ္စုပ္ပန်မှာဖြစ်စေသင်္ခါရကိုလည်းဒီတိုင်းပဲရှုဝိညာဉ်ကိုလည်းဒီတိုင်းပဲရှုလို့ခန္ဓာ၅ပါးကိုယထာဘူတံသမ္မပညာယဓဋ္ဌဗံမှန်မှန်ကန်ကန်သိဖို့ရအတွက်မှန်ကန်သောပညာဖြင့်ဒီတိုင်းကိုရှုပါလို့ဆိုဝိပဿနာဉာဏ်ကျင့်နည်းကားကိုမြတ်စွာဘုရားဟောလိုက်တာဒီဝိပဿနာကိုဟောလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကပြောတယ်ကဲသူတိမမင်းကပြောလိုက်လို့ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တွေဟာမမြဲဘူးဆိုတာမင်းသိသွားပြီဒုက္ခဆိုတာလည်းသိသွားပြီအနတ္တဆိုတာလည်းသိသွားပြီငါဟာမဟုတ်ဘူးဆိုတာလည်းသိတယ်ငါမဟုတ်ဘူးဆိုတာလည်းမြင်သွားပြီနော်ငါမဟုတ်ဘူးဆိုတာလည်းသိသွားပြီငါမဟုတ်ဘူးဆိုတာလည်းသိသွားပြီအဲ့လိုသိရမြင်တဲ့အခါမှာမင်းစဉ်းစားကြည့်တဲ့မင်းဒီမှာတကိုးတွေနဲ့ကောင်းကင်ပြန်နိုင်လားတဲ့အခုမင်းသိသွားပြီမဟုတ်လားတဲ့သိသွားပြီကဲသိသွားတယ်ဆိုရင်ဒီလိုသိတယ်လို့မင်းဝန်ခံလိုက်တဲ့အချိန်မှာမင်းဟာခုနကဣတိဝိဒအဘိညာဉ်နဲ့မြေရှိုးမိုးပြန်တကိုးဆန်နေနဲ့လှုပ်လို့ရတာမရဘူးတဲ့သိတာပဲသိတော့သိတယ်ကောင်းကင်ပြန်တာတို့ဘာလို့မလုပ်နိုင်ဘူးသိတဲ့အတိုင်းပဲမင်းဝေးလံတဲ့အတန်နေမင်းနားထောင်နိုင်လားဆိုမထောင်နိုင်ဘူးဒိဗ္ဗသောတာလည်းမရှိဘူးဒါဖြင့်သူတစ်ပါးစိတ်တွေရောမင်းသိလားမသိဘူးအဲ့ဒါလေဒါဖြင့်အတိတ်ဘဝရောမင်းသိလားမသိဘူးအဲ့လိုမသိရင်ဒိဗ္ဗစက္ခုနဲ့ရောတတ္တဝါတွေရဲ့အခြေအနေကိုကြည့်နိုင်လားမကြည့်နိုင်ဘူးဒီလိုမင်းမသိဘဲနဲ့အခုခုနတုန်းကတော့သဘောပေါက်တယ်လို့ပြောပြီးအခုကျဒီတကိုးတွေမရှိဘဲနဲ့မင်းသိတယ်လို့ပြောတာဟာဘယ်လိုလဲ
ဆိုလိုက်တော့မှသူတိမာသဘောပေါက်သွားပြီပညာဝိမု ക്ത ဆိုတာသဘောပေါက်သွားတယ်သူသိတယ်ဒါပေမဲ့တကိုးမရှိဘူးစွမ်းရည်တတ္တိတွေကမရှိဘူးသိတာဉာဏ်ပဲလေအဲ့ဒါလို့သဘောပေါက်သွားတဲ့အခါသဘောလည်းပေါက်တယ်သူယဟနာလည်းဖြစ်သွားတယ်ပေါ့ဘုရားကဝိပဿနာဉာဏ်စဉ်တွေကိုရှင်းပြနေတဲ့အခါမှာသူသဘောပေါက်သွားအဲ့ဒါလို့လုံးလို့ကျင့်လိုက်တဲ့အခါမှာနောက်ဆုံးမှာခိနာဇာတိဒီတဏှာတွေကုံသွားပြီဆိုရင်ဇာတိလည်းကုံသွားပြီလှုပ်ရှားတွေလည်းငါလှုပ်ပြီးပြီကျင့်စရာတွေလည်းကျင့်ပြီးပြီလှုပ်စရာတွေလည်းအကုန်လုံးလှုပ်ပြီးပြီနောက်ထပ်လှုပ်စရာမကြံတော့ဘူးလို့မင်းသိတယ်မဟုတ်လားသိတယ်အဲ့ဒါလို့သိတဲ့အခါမင်းမှာခုနကတကိုးတွေရောပါလာလို့ဆိုမပါဘူးဆိုပြီးတော့မြတ်စွာဘုရားရှင်းပြလိုက်တဲ့အခါကျတော့ပညာဝိမု ക്ത ဆိုတာအဲ့ဒါကိုပြောတာလို့ဆိုသူသဘောပေါက်သွားသဘောပေါက်သွားပြီးတော့မယုံမသားလာခဲ့တဲ့ဟာကိုဖွင့်ဟပြီးတော့ဝန်ခံတာသူတော်ကောင်းဆိုတာအဲ့လိုဘယ်တော့မှပဲလိန်ငယ်သူကဖွင့်ပြီးတော့ဝန်ခံရဲတာသူတော်ကောင်းပဲအေးဖွင့်ပြီးမပြောရဲဘူးဆိုရင်နည်းနည်းမကောင်းသေးဘူးသူတိမာကသူကအရှင်ဘုရားတဲ့တပည့်တော်ရဲ့မိုက်ပြစ်မိုက်ထန်တွေကိုအရှင်ဘုရားသိခံတော်မူပါတဲ့တပည့်တော်သာသနာဝင်လာတာအရှင်ဘုရားရဲ့တရားတွေခိုးဖို့ဝင်လာတာဓမ္မထေနကတရားကိုတပည့်တော်ခိုးယူမလို့လာတာတဲ့အဲ့ဒီအပြစ်ကိုအရှင်ဘုရားတပည့်တော်မိုက်ပြစ်မိုက်ထန်ကိုခံယူတော်မူပါကြည့်ခံယူတော်မူပါဆိုတဲ့နေရာမှာသူကတပည့်တော်မလိမ်မိုးမလိမ်မာသည့်အလျောက်တပည့်တော်ဒီပြစ်မှုတစ်ခုကိုကျူးလွန်မိပါတယ်ဒါကြောင့်မို့လို့နောင်အခါဆောင်စည်းဖို့အတွက်တပည့်တော်ကျူးလွန်တဲ့အပြစ်ကိုအရှင်ဘုရားထံဝန်ချပါတယ်အရှင်ဘုရားအတိမတ်ပြုပါလို့ဒီလိုပြောတာနော်ဝန်ချတောင်းပန်ထာဝရဘုရားရှိဒူးတောက်ပြီးတော့အဖဘုရားသခင်ခွင့်လွှတ်တော်မူပါမဟုတ်ဘူးနော်အဲ့ဒီခွင့်တောင်းတာနဲ့ဒါနဲ့တခြားစီမတူဘူးအခုကနောင်မလုပ်တော့ပါဘူးနောင်မလုပ်ဖို့ရာအတွက်အရှင်ဘုရားတပည့်တော်တောင်းပန်ချက်ကိုခွင့်လွှတ်သိခံပေးပါလို့ဒီလိုလုပ်တာသူကနော်ပြစ်မှုကြီးလွန်တာဟာသူကကျူးလွန်တာသူသိသွားတယ်သူအပြစ်သူသိတယ်အပြစ်ကိုဝန်ခံတာလို့ခေါ်တယ်အပြစ်ကိုဝန်ခံပြီးနောင်ဆောင်စည်းပါမယ်လို့ပြောတာအေးအဲ့ဒါလို့မဟုတ်တခြားဘာသာတွေကြတော့ထာဝရဘုရားရှိအဖဘုရားသခင်ခွင့်လွှတ်တော်မူပါဆိုဘုရားအကုန်ခွင့်လွှတ်လိုက်လွယ်ပဲနော်နောင်လည်းလှုပ်ချင်လှုပ်အောင်ပါပဲလေဒီတခါကြုံလို့သာဒူးထောက်လိုက်တာဒီဟာကျတော့အာယတိန်တံဝရတဲ့နောက်ဆိုရင်စောင့်စည်းပါမယ်မကျူးလွန်မိစေရပါဘူးဒီလိုဟုတ်အဲ့ဒါအပြစ်ကိုအပြစ်လို့လက်ခံပေးပါပေါ့အတိမတ်ပြုလိုက်တာပဲဟုတ်တယ်မင်းလုပ်တာအပြစ်ပဲဆိုတော့မြတ်စွာဘုရားဘာပြောတော့အေးငါဥပမာတစ်ခုပြောပြမယ်တဲ့ရာဇဝတ်ပြစ်မှုတစ်ခုကိုကျူးလွန်တဲ့ပုဂ္ဂိုလ်တယောက်ကိုဘယင်ထံပို့လို့ရှိရင်ဘယင်ကစီမံချက်ချတယ်တဲ့တောင်စမုတ်ကထုတ်ပြီးတော့ခေါင်းဖြတ်တတ်စေလို့အမိန့်ချအဲ့ဒါလိုပဲတဲ့မင်းကရာဇဝမှုကျူးလွန်တဲ့ပုဂ္ဂိုလ်လိုပဲတဲ့မင်းလုပ်တဲ့အလုပ်ဟာအမှန်တမ်းအပြစ်ကြီးတယ်ပေါ့သို့တော်လည်းပဲမင်းဝန်ချတောင်းပန်တော့နောင်လည်းပဲစောင့်စည်းမယ်ဆိုတော့မင်းရဲ့အပြစ်ကိုငါတို့ကလက်ခံပါတယ်ဆိုတာအပြစ်ကိုအတိမတ်ပြုတယ်မင်းရဲ့တောင်းပန်မှုကိုလည်းအတိမတ်ပြုတယ်လို့ဒီလိုဆိုလိုတာနော်မင်းအပြစ်တွေကိုငါခွင့်လွတ်တယ်လို့ပြောတာမဟုတ်ဘူးခွင့်လွတ်လို့ပဲရမလဲကိုကျူးလွန်ထားတဲ့အပြစ်ကိုဘယ်သူကဝန်ခံမှာတော့သူတို့ဘုရားကတော့ဝန်ခံတာရှိတယ်နော်တော်တော်ဟန်ကြတာပေါ့အကူတိုက်တာပေါ့အဲ့ဒါဆိုရင်တကယ်ခံမယ်ဆိုရင်ကိုလို့ချင်တာတွေလုပ်ပေးလိုက်မယ်ဘုရားကိုအကုန်ပေးလိုက်မယ်ကိုလို့ချင်တာတွေလုပ်ပြီးတော့သူ့ပေးလိုက်မှာပဲဟုတ်ကဲ့လားအဲ့လိုဆိုတော့လူတယောက်တည်းမကဘူးအပြစ်တွေကများနေတဲ့အခါကျဟိုလူကလည်းပေးဒီလူကပေးဆိုရင်သူဘယ်လိုခေါင်းဖော်လို့တော့ရမှာအကုန်ခံရရင်ဒုက္ခပဲအဲ့ဒီမှာတောင်းပန်တာအဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူးနော်အာယတိန်တံဝရအပိစ္ဆနောင်ခါဆောင်စည်းဖို့ရအတွက်လက်ခံတယ်လို့ပြောအဲ့ဒီလိုမြတ်စွာဘုရားသခင်ကိုရောမြတ်ထံသူကသူ့အပြစ်ကိုဝန်ချတောင်းပန်နိုင်လောက်အောင်သူကရိုးသားသွားပြီဘာဖြစ်ရဟနာဖြစ်သွားပြီအရင်တော့မယုံမသားလာခဲ့တာရဟနာဖြစ်သွားတဲ့အခါမယုံမသားလောက်ခဲ့တာဒီမှန်သမျှတစ်ခုမှမရှိတော့စင်ကြယ်တန်ရှင်းသွားတယ်စိတ်ဓာတ်ကအမြဲတမ်းဖြောင်းဆင်းသွားပြီဒါကြောင့်မို့မြတ်စွာဘုရားကိုဝန်ချတယ်ပေါ့သုတိမသုတ်တံမှာပညာဝိမု ക്ത ယဟန္တာဆိုတာအဲ့ဒါလို့
ယုဒ္ဓမနန္ဒမတွေကြာကြာနာနာသိပြီးတော့ကိလေသာကနေလွတ်သွားတာကိလေသာအသောတွေကလွတ်ပြီးတော့ယဟန္တာဖြစ်သူရောက်သွားတဲ့ပုဂ္ဂိုလ်ယဟန္တာများကိုပညာဝိမု ക്ത ယဟန္တာလို့ခေါ်ပါတယ်သုဒ္ဓဝိပဿနာယာနိကဝိပဿနာတက်တက်အားထုတ်ပြီးတော့ရတဲ့ယဟန္တာမျိုးတွေသို့မဟုတ်ဒုက္ခဝိပဿနာသမထထည့်ပြီးတော့သမထနဲ့သမထစီမဆမ်းမဲ့နဲ့ပေါ့ဝိပဿနာ66ကက်ကကလေးနဲ့အသိဉာဏ်တွေတိုးတက်အောင်ကျင့်သွားတဲ့ဝိပဿနာတက်တက်နဲ့ကျင့်ပြီးတော့ပညာပိုင်းကနေလွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်မျိုးတွေတဲ့အဲ့ဒါကိုပညာဝိမု ക്ത ယဟန္တာလို့ခေါ်ပါတယ်ဒါကြောင့်မို့ယဟန္တာဆိုရင်တကိုးရှိတယ်နဲ့ဆိုပြီးတော့ယဟန္တာတိုင်းတကိုးဒီလိုတကိုးတွေနဲ့သွားပြီးတော့အာမကိုကြလေနဲ့ယဟန္တာဆိုတာဖူးတိုက်ပါတယ်တကယ်ယဟန္တာဆိုရင်နော်ဒါကြောင့်မလို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့သည်ပညာဝိမု ക്ത ယဟန္တာရဲ့အကြောင်းပညာဝိမု ക്ത ယဟန္တာဖြစ်အောင်ဝိပဿနာကျင့်စဉ်တစ်ခုမြတ်စွာဘုရားဟောကြားထားတဲ့အတိုင်းယုဒ္ဓမနန္ဒမခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးအနိစ္စဒုက္ခအနတ္တဆိုတဲ့သဘာဝလက္ခဏာတွေတာမညလက္ခဏာတွေသိမြင်ပြီးတော့သင်္ခါရတရားတွေပေါ်မှာညီးငွေ့ခြင်းညီးငွေ့သည့်အလျောက်သင်္ခါရတရားတွေပေါ်မှာတွေ့တာမှုရှင်းရှင်းပြတ်ပြီးတော့စိတ်ဟာလွတ်မြောက်သွားမှသာလျှင်တို့တွေဟာဒီယဟန္တာအစစ်မြင့်တဲ့ပုဂ္ဂိုလ်တွေဖြစ်နိုင်မှာပဲလို့ကိုယ်စီသဘောကျပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပွားရအောင်တတ္တဝါများစွာခေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတအာစရမရာတိတိဘာဝနိဗ္ဗာနံယန္တုသာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရအနာကြရကုန်သောကြောင့်ဝိသသဗ္ဗေပူဇာညင်းနောက်ကိလေသာအစေတဟုသမျှတို့သည်သမုဒ္ဒပိဉ္ကြပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းအကုန်သည်ဟွန်တူစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအသရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခသိင်ကင်းခြင်းရာစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရဝတရားချစ်ခင်စိတ်ကောင်းဝင်ညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်လည်းမြင်၍မလင့်ပုံသေးဆိုက်ရောက်တော်မူကြပါစေကုန်သတည်း